နော်မန္တလေးအဲ့ဒီမန္တလေးမှာရှိတဲ့နော်စကိုင်းအဲ့ဒီစံတက်လာမဲ့ရေရင်25စီးကိုနော်အရာဝတီမိတောင်စကိုင်းတိုင်း PDF တိုက်ရင်တွေကိုစကားကြီးရည်လေးစစ်စင်ရင်းနဲ့အမြင့်ပြချေမောဖို့စစ်မြုပ်တဲ့လောက်ွက်ဖန်တီးဖော်ဆောင်နေသလားပေါ့နော်အဲ့ဒါကိုသတိထားရမယ်သူကစစ်ရဲ့အားလုံးမင်္ဂလာပါကျွန်တော် ATN channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ATN channel ရဆိုလို့ရှိရင်နေ့စနေတိုင်းဦးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပါနော်ညာဦးကိုဟိုဘက်ကိုသူပြထားတယ်ဒါမဲ့လက်ကွက်နဲ့ဒီမန္တလေးစကိုင်းကိုဖြိုနိုင်ဖို့အတွက်ဘာဖြစ်ဆိုတော့ကျမတို့မန္တလေးစကိုင်းတွေကနော်အင်းအားပြောင်းစင်ဘာလဲလက်နဲ့ခဲရင်အင်းအားတိုင်းသားအရာအိုဒီလောက်နော်မများဘူးအဲ့ဒါကြောင့်မို့သူကအတ္တကိုအယောင်ပြပြီးတော့မှဒီစကိုင်းနဲ့မန္တလေးကိုဖြိုဖို့အတွက်နော်ရေချောင်းဘက်ကလည်းဆန်တယ်ပြီးတော့လေရင်နဲ့လည်းနော်အပြဖြိုဖို့အတွက်စ조사နေတာကိုသတိထားရမယ်အဲ့ဒီတော့စစ်ပွဲတစ်ခုမှာစစ်အင်အားဒါကျမတော့စစ်ရေးကြောင်းနဲ့ပတ်သက်ပြီးတော့မသိပါဘူးเนาะဒါပေမဲ့ဒီစစ်အကြောင်းကိုနားလေတဲ့เนาะပညာရှိတူကရေးသားပြီးတော့မှကျမကဒါကိုကျမတို့ရဲ့เนาะတော်လန်ရေးဘက်တော်သားတွေတတိထားရအောင်လို့ဒီသတင်းကိုအဓိကထားပြီးတော့เนาะဖော်ပြရတာဖြစ်တယ်အဲ့ဒီတော့နော်စစ်ပွဲတစ်ခုမှာစစ်အင်အားလက်နက်ခဲယမ်းပြစ်စုံပြီးမဲ့မြေပြင်ကိုပိုင်မှစစ်ပွဲအနိုင်ရမှာပြောချင်တာကသူ့ဘက်ကလက်နက်အင်အားဘလောက်ပဲကောင်းကောင်းလေရင်ဘလောက်ပဲပပအခု KIA တို့ KIA တို့ကိုကြည့်လိုက်လေနော်မင်းအောင်လိုက်ဘလောက်ပဲအင်အားများတက်ဘလောက်ပဲနော်စစ်လက်နက်အင်အားများသူ AA ကိုတခါမှမနိုင်သေးဘူးအစိုးရကလေးနော်တခါမှသူမနိုင်သေးဘူးအဲ့ဒါကြောင့်မို့အခုဆိုလိုတာကစစ်ရရင်25စီးကိုခြေမောဖို့အတွက်စစ်မြေပြင်ကိုရွေးချယ်ရမယ်နော်ပထမဦးဆုံးသိထားရမှာကအဲ့ဒီစစ်ရရင်25ဦးပြောင်းမစင်သူ့ရဲ့စစ်သင်္ဘောပေါ့နော်စစ်သင်္ဘော25စီးဆွေကူမြို့ကိုရောက်ဖို့အတွက်စကားဆာရဲ့ကြီးတာကမြေပြင်မြစ်ကြောင်းတစ်လျှောက်မှာကြိုတင်ပြီးလမ်းရှင်းမယ်အလားတူပဲလေချောင်းကလည်းရဟရင်နဲ့လည်းလမ်းရှင်းမယ်တိုက်ရရင်ကလည်းမြစ်ချောင်းတစ်လျှောက်ဝဲရကိုလက်နဲ့ကြီးနဲ့လမ်းရှင်းမှာသိကြတယ်။ဘာဖြစ်လဲဆိုတော့သူတို့ကနော်ဒီရွေးကောက်ပွဲအမီနဲ့မြေစိုးမိုးမှုရှိဖို့အတွက်သူတို့အဖန်စ조사ရတော့မယ်ပြည်သူတို့နော်အဲကြောင့်ကျမတို့အခုနော်ရတဲ့အလူငွေတွေအများအပြားကိုကျမတို့စကိုင်းနဲ့အဲ့ဒီကချင်ကိုကျမတို့ပို့ပေးတာဖြစ်တယ်ဒီပကျမတို့ပို့လိုက်တာ300ကျော်တယ်နော်300နဲ့200ဘလားလဲနော်အပြည့်ကြည့်ရင်ကျမမမီတော့200စနစ်212ပဲနော်212ပဲပို့လိုက်တယ်အဲ့ဒါကြောင့်မို့အဲ့ဒီတော့ PDF တွေကစစ်မြေပြင်နေရာကို view ဟာကြတဲ့အချက်3ချက်နဲ့ရွေးချယ်ပြီးတော့စစ်စင်ရေးလုပ်ရမယ်ပထမအချက် PDF ဖွဲ့ကစကားဆရဲ့လမ်းကြောင်းရှင်းတဲ့ကြီးတကိုတောင်ကုန်းလိုနေရာကစိုးမိုးပြစ်ခအနိုင်ယူရမယ်နော်ဒီလမ်းကြောင်းရှင်းတဲ့နေရာဒါတော့သိကြတယ်နော်ကုန်းချောင်းလာမဲ့စစ်ခွေးတွေကိုကြတော့ကျမတို့တော်လန်ရေးဘက်တော်သားတွေကတော့နော်စိတ်ချရတယ်စစ်ကူလာမဲ့အဖွဲကိုဖြတ်တိုက်ဖို့တစ်ဖွဲ့ကြိုတင်အရင်ပြင်ဆင်ထားရမယ်အယုကပွဲဟုတ်ကဲ့ပါနော်ဒုတိယအချက်အနေနဲ့စစ်ရေးရင်တွေကိုမြင့်ကျင်းတဲ့နေရာရဲ့ကမ်းနှစ်ဖက်ကလက်နဲ့ကြီးလက်နဲ့ငယ်နဲ့ညပ်ပိတ်ပစ်ခတ်ရမယ်မြေပြင်ကတက်လန်းဆုပ်လန်းကောင်းဖို့လဲလိုအပ်တယ်ဒါပေမဲ့လေရင်ကိုတော့အဓိကသတိထားဖို့နော်ပြောချင်တာကကိုကတော့အဲ့လိုမျိုးလှုပ်ဖို့ကတော့အဲ့လိုမျိုးလှုပ်ဖို့ဆိုရင်လေရင်ကိုအဓိကသတိထားရမယ်နော်တတိယအချက်စကားဆရဲ့လေချောင်းပြည့်ကူဘုံကျဲလာတဲ့အချိန်မှာအန်ဒီရဲ့ကင်းအောင်တောအုပ်ထူတဲ့နေရာကိုရွေးချယ်နေရာယူပြီးသတိထားရှောင်တဲရမယ်
တောအုပ်ထုတောင်ကုန်းမြင့်ကျင်းနော်တကယ်လို့သူတို့ဒီကုန်းနဲ့ရေနဲ့လာရင်လေဘေးပပလည်းမှာနော်တောတွေရှိတာပဲလေနော်အဲ့တောထူတဲ့နေရာမှာပြည့်လို့ဆိုရင်ကျမထင်မှာတော့ကျမမြင်မှာတော့လေသူတို့တက်လိုက်ရင်လေဒီလေရင်ဗလဲစစ်တင်ဘောနဲ့ပဲဖြစ်နော်ကောင်းချောင်းနဲ့ပဲဖြစ်လိုက်သူတို့မနိုင်ဘူးဒါပေမဲ့သူတို့မှာအားသာနေတာဒီလေရင်တစ်ခုပဲရှိတယ်နော်အဲဒါကြောင့်မို့လေရင်ပြဿနာရှိပြလက်နဲ့ရှိလို့ရှိရင်လေအဲ့ဒီနေရာဒေသတခြားအခုသူတို့ကသိပြီလေလက်နဲ့အဲ့ဒီစစ်တင်ဘော25စီသူတို့အစက်သင်းလောက်ထားပြီးအဲ့ဒါကိုတွေ့တယ်အဲကြောင့်မို့နော်ကိုဘဲကလည်းအစင်သင်းဗမော်ဘဲကိုသွားမယ်နော်သွားမယ်ဆိုရင်ဗမော်ဘဲကဂျာဗလဲလမ်းမှာဖြတ်တိုက်မဲ့အဖွဲဒီကဲလို့စကိုင်းမန္တလေးကိုသွားမယ်ဆိုရင်ဖြတ်တိုက်မဲ့အဖွဲအဲ့လိုမျိုးနော်စစ်စီလုံးညီညွတ်နဲ့ဖြတ်တိုက်သင့်တယ်ဒါလည်းကျမတို့ကသူတို့ကတော့ကျမတို့ထပ်ပို့တော့သိမှာပါနော်ဒါဆိုးရည်လို့ကျမတို့ကနော်အဓိကကတော့သူတို့ရဲ့စစ်ပလိရဲ့ကိုနားလဲဖို့သိဖို့လိုတယ်သိထားဖို့လိုတယ်နော်စစ်စင်ရေးလုံနိုင်ရင်အခုနော်တောအုပ်ထုတောင်ကုန်းမြင့်ကျင်းဒီအချက်3ချက်နဲ့ကိုက်ညီအောင်စုဖွဲ့ပြင်ဆင်စစ်စင်ရေးလုံနိုင်ရင်လေစစ်ရေးရင်တွေကိုဆွေကူမြို့ကိုမရောက်ဘူးအဘရဲ့အလူတော်မင်္ဂလာကိုဝန်းမြောက်စွာသာဓုအကြိတ်ကြိတ်ခေါ်နိုင်မယ်လို့ပြောချင်ပါတယ်ဆွေကူကိုရောက်မှာမဟုတ်ဘူးကျမတို့နော်လမ်းမှာဖြတ်တိုက်မဲ့ကျမတို့ PDF လေးဒီကိုပဲသူကအလူပေးမှသိကြတယ်ဘာဖြစ်လို့ဆိုတော့နော်မြေပြင်မှာနေတဲ့လူကတော့ဗာလဲအားသာတာပေါ့နော်သူကတော့ပို့ပြီးတော့အားသာတယ်လက်နဲ့ခဲရန်ဘလောက်ပဲအင်အားရှိနေပါစေများနေပါစေနော်မြေပြင်ရဲ့အနေအထားကိုသိတာနော်မြေပြင်ကလူတွေပါပဲအဲဒါကြောင့်မို့နော်ဒီလိုစစ်ဗျူဟာကောင်းရင်စက္ကစရဲ့ရိတ်ခါနဲ့လက်နဲ့က PDF ဒီအတွက်လာပို့တာလို့ပဲပြောချင်ပါတယ်စစ်တင်မော25စီရဲ့ဆွေကူခရီးစဉ်ကစက္ကစနဲ့ PDF ဒီအတွက်စိတ်ခေါ်မှုကြီးတစ်ခုဖြစ်တယ်စိတ်ခေါ်မှုကိုဖျက်ကျော်နိုင်မှအောင်မြင်ရနိုင်မယ်လို့ပြောလိုပါတယ်အဲကြောင့်မို့နော်အခုကျမတို့ပြည်သူတွေကလည်းအတိကကတော့စက္ကစကနော်ဒီပြည်ပြောမှဆိုရင်ဒီပြည်နယ်တွေကိုနော်သူတို့ဒါမဲ့တိုက်ပွဲတွေဖြစ်တာပဲနော်အနေအချင်းတွေဖြစ်တာပဲကရင်ပြည်နယ်မှာလည်းမဖြစ်ဘူးဖြစ်တယ်ဒါမဲ့ကျမတို့ PDF လေးတွေနော် PDF လေးတွေဒဏ်ရာအများကြီးရတယ်ကြဆုံးတာလည်းရှိတယ်မပြောချင်တော့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့နော်ဘာဖြစ်လို့ဆိုတော့ဒီအမိုက်ပုံကိုသူတို့မရှင်းထုတ်မချင်းကတော့ဒီရေကဘယ်တော့မှအရှိကိုသွားလို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျမတို့ကတော့ဗာလဲဘေးကင်းပါစေထိုးကြွေးခြင်းမှကင်းဝေးပါစေလို့အဲ့လိုမေတ္တာပို့ပေးရုံကနော်အဲ့လိုမျိုးဆုတောင်းပေးရုံကလွယ်ပြီးဘာမှမတတ်နိုင်ဘူးကရင်ပြည်နယ်အတွက်နော်လူငယ်တွေပေးစားရတာမတတ်ဘူးအခုသူများဒေသဘက်မှာနော်ဗလဲကျိုးပြောမယ်ထိုးစစ်နဲ့အခုဆိုရင်သူတို့နော်ထိုးစစ်နဲ့စ조사နေတယ်ပြီးတော့မြို့တွေသိမ်းနိုင်တယ်ရခိုင်ဆိုလဲမြို့နော်အခုကြောက်ဖြူမြို့ကိုရသွားပြီလို့ပြောတယ်ကြောက်ဖြူမြို့ကိုရသွားပြီဆိုရင်နော်အခုတရုတ်ရဲ့ချီနာရဲ့အကျိုးစီးပွားတွေထိတ်တိုက်နော်ဗာလဲအေးနဲ့ရင်ဆိုင်ရပြီအဲ့ဒါကြောင့်မို့အခုမအလာကလေမအလာကဒီစစ်ဘက်မှာသူဘလောက်ပဲနော်ပြည်လူထုတွေကိုသူကစစ်တပ်တဲ့ဆွဲခေါ်ပြီးတော့သူ့ရဲ့ဘယ်လိုပြောမလဲစစ်တပ်ရဲ့အရင်အနီးပေါ့နော်ဘလောက်ပဲသူဖျက်ဆီးနေပါစေနော်လူထုတွေကိုသူကသူ့ရဲ့စစ်တပ်တဲ့ဆွဲခေါ်ပြီးတော့စစ်တန်းကိုသေစေနေခိုင်းနေပါစေသူလုံးဝမအောင်မြင်ဘူးမအောင်မြင်နိုင်ဘူးအဲ့ဒါကြောင့်မို့အခုတစ်ဖက်လက်နဲ့နော်ရွေးကောက်ပွဲဆိုပြီးတော့နော်ကျင်ညာတယ်ပြီးတော့သူ့ကိုသစ္စာခံနေတဲ့နော်လက်နဲ့ကင်အုပ်စုငယ်တွေကိုခေါ်ပြီးတော့ငိမ့်ချမ်းရေးဆွေးနွေးပွဲဖိုလန်ဆိုပြီးတော့ဆွေးနွေးတယ်ပြည်သူတို့တစ်ဖက်မှာလဲ
အခုအမေရိကန်မှာသူ့ရဲ့စစ်တပ် lobby တွေနော်သူ့ရဲ့စစ်တပ် lobby တွေကိုငားပြီးတော့အခု Donald Trump အစိုးရနဲ့ထိတ်တိုက်တွေ့နိုင်ဖို့အတွက်စ조사နေတယ်ပြည်သူတို့နော်စ조사ပြီးတော့သူတို့မှာအခြေခံဥပဒေစီးတယ်ဗောဒီ2010အခြေခံဥပဒေကိုဘာညာပြောပြီးတော့နော်သူတို့ဒီရွေးကောက်ပွဲနဲ့တရဝင်ဖို့အတွက်စ조사နေတယ်စစ်ရေးမှာကြတော့အခုနော်သူဘလောက်ပဲလက်နဲ့အင်အားနော်နီးပညာအင်အားဘလောက်ပဲသူစာနေပါစေကျမတို့တော်လန်ရေးသမားတွေကိုသူလုံးဝမနိုင်တော့ဘူးနော်မနိုင်တော့ဘူးအဲကြောင့်အခုဟိုဘလလူမာလာနော်ရုရှားမှာဘလလူမာသူသွားပြီးတော့ဟိုဘာလဲစစ်လက်နဲ့ဒီနော်ဘလောက်ပဲအများပြားဝယ်ယူနေပါစေသူ့မှာပါနော်ဘလောက်တိုင်းပြည်နော်တိုင်းပြည်နိုင်ငံဘလို့ပဲဖြစ်နေပါစေဘလောက်ပဲကြဆုံးနေပါစေဘလောက်ပဲစီးပွားရေးအောက်ထိုးဆင်းနေပါစေနော်သူ့ရဲ့အာဏာတည်မြဲဖို့အတွက်နိုင်ငံကိုတော့ရောင်းစားဖို့ဘာလဲဝန်မလေးဘူးနောက်ဆုံးသူ့ရဲ့မိမသခေါ်မဟာကိုတော့မှရောင်းစားဖို့ဝန်မလေးတဲ့နော်သူရုပ်မှကြီး Wi-Fi ရှိရင်ရတယ်ဟုတ်တယ် Wi-Fi